မင်္ဂလာပါရှင်ရသားဆောင် channel မှာပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်များနားဆင်မှုအတွက်စာရေးသူနိုင်မင်းရာမညရေးသားထားတဲ့မနောမယကိုဘမောင်နဲ့နဂါးမိတ်စာဆိုတဲ့ပရလောကဖြစ်ရဆန်းဇလံအပိုင်း1ကိုတင်ဆက်ပေးသွားခြင်းပါတယ်နားမစင်ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒါဆိုရင်ဇလံလေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်မြင့်မို့တောင်တန်းကြီးဤတောင်ဆွဲတစ်ခုပေါ်တွင်ရွှေလက်ရာစီရီတော်သည်နှစ်ပေါင်းရာချီတိတ်ဆိတ်စွာကိန်းဝတ်နေခဲ့တယ်။တစ်ချိန်ကရွှေရောင်တဝန်းဝန်းဖြင့်ဘရင်တစ်ပါးဤတရားတရားကိုထင်ဟပ်ခဲ့သောစီရီတော်မှာယခုအခါပြိုကျပျက်စီးကညောင်ပင်ကြီးများဤအမြင့်များကကြီးမားသောကျိုးနက်ကြီးများကဲ့သို့ရစ်ပတ်ထားသောအပြည့်အစည်းပုံကြီးတစ်ခုသာစီရီတော်ကြီးအပေါ်ပိုင်းမှာပြိုပြက်နေပြီးရှေးဟောင်းအုပ်နီခဲများကမြေပြင်ပေါ်မှာပုံလျက်သာညောင်ပင်ကြီးတွေရဲ့ညိုမဲမာကြောတဲ့အမြင့်တွေကအဆောက်အအုံတစ်ခုလုံးကိုအသက်မဲ့ခန္ဓာကိုယ်တစ်ခုလိုတင်းကျပ်စွာရစ်ပတ်ထားရာတချို့နေရာတွေမှာအမြင့်တွေကဇေဒီရဲ့အုပ်ရိုးတွေကိုပါထိုးဖောက်ဝင်ရောက်နေတယ်။ရှေးအစဉ်အဆက်နတ်ကြီးပြီးအချောက်လန့်ကျန်းတယ်ဟုနာမည်ဆိုးဖြင့်ကြော်ကြားနေတယ်။ထိုနေရာနဲ့ပတ်သက်သောကြောက်စရာဇလံပေါင်းများစွာကလည်းရှိနေပြန်တယ်။ရွာသားများအတွက်မူကြောက်ရွံ့မှုနဲ့ရိုသေမှုတို့ရောရှက်နေသောနေရာတစ်ခုခြေချရင်မဝင့်သောနယ်မြေတစ်ခုဖြစ်ခဲ့တယ်။ကိုအရာအလုံးကိုပြောင်းလဲပစ်ခဲ့သောညတညရှိခဲ့တယ်။လာမိုင်းည၏အမောင်တို့သည်တောင်တန်းတစ်ခုလုံးကိုစောင်မဲကြီးတစ်ထည်ကဲ့သို့လွှမ်းခြုံထားတယ်။တောအုပ်ကြီး၏အေးဆက်ဆက်လေးပြေကတရွက်ချောက်များကြားတရှဲရှဲတိုက်ခတ်နေပြီးခွေးဟူတန်းတချို့ကတိတ်ဆိတ်မှုကိုခဏတာဖြိုခွဲတယ်။ထိုအမောင်ရိပ်ကြားတွင်လူ၄ယောက်သည်ဖျားပြက်ကြီးရှိရာတောင်ကုန်းပေါ်သို့တိတ်တဆိတ်တက်လာကြတယ်။သူတို့သည်ရွာကြီးသားငထွေးနှင့်သူ၏တပည့်များဖြစ်သောဖိုးတုံအောင်ကြီးမောင်စိန်တို့ဖြစ်ကြတယ်။တောင်ကုန်းပေါ်သို့တက်ရလမ်းမှာကြောက်တုံးကြောက်ခဲများပြန့်ကျဲနေပြီးခြုံနယ်ပိတ်ပေါင်းများကလည်းခရီးကျန်းကိုပုံမိုး၍ဆိုးရွားစေတယ်။မမြင်ရသောမွေကင်းများရှိမည်ကိုစိုးရိမ်စိတ်ဖြင့်ခြေလမ်းတိုင်းကိုသတိထားရတယ်။ဖိုးတုံကကင်ထားသောမီးတုပ်ရောင်အောက်တွင်သူတို့၏မျက်နှာများမှာချွေးတီးနေပြီးစိုးရိမ်စိတ်နှင့်စွန့်စားလိုစိတ်တို့ရောရှက်နေကြတယ်။သူတို့၏ရည်ရွယ်ချက်မှာမြို့မှပြန်လာသောအကိုဝင်းခွဲတယောက်၏စကားတစ်ခုမှအစပြုခဲ့တယ်။တနေ့တွင်မြို့ကြီးမှအလဲရောက်လာသောမထွေး၏အကိုဝမ်းခွဲဘာတင်ကခရီဝိုင်းတွင်ကြွားဝါပြောဆိုနေတယ်။မင်းတို့တောရမှာကတော့ဓာတ်တို့လှန်တို့ပဲရှိရလားကွ။မြို့မှာတော့အာနာဆိုတာတနတ်ပဲ။အထူးသဖြင့်6လုံးပြူခါးကြမှာအဲ့ဒါလေးများထိုးထားရင်ဘယ်ကောင်းမှမင်းကိုလာမဆန်းရဲဘူးမထွေးအိမျက်လုံးများအယောင်တောက်သွားတယ်သူသည်သူ့တပည့်3ယောက်ကိုမင်းငေါ်ပြရင်ငါတို့လိုလူတွေကဘလို့လို့ရနိုင်မှာလဲကွာဘာတင်ကရှိတယ်လွယ်တော့မလွယ်ဘူးဒါပေမဲ့နီးလန့်တော့ရှိတယ်မြို့ပိုင်မင်းတို့ပလိတ်ဘိုတို့ဆိုတာရှေးဟောင်းပစ္စည်းဆိုတိတ်ကြိုက်ကြတာမင်းတို့ဒီကနေရှေးဟောင်းအဖို့တန်ပစ္စည်းရှာနိုင်ရင်သူတို့အတွက်ဖိုးတန်ရတနာပဲအဲ့လိုဟာမျိုးကိုသွားဆက်တနိုင်ရင်လူကလေးမောင်မင်းတော်ရဲဆိုပြီးစုတော်ငွေနဲ့အတူ6လုံးပြူတစ်လက်လောက်တော့ချီးမြှင့်လိုက်ကြရောအောင်ကြီးကချက်ချင်းဝင်ပြောတယ်ကိုထွေးဒါဆိုရင်ရှေ့ရက်ကရွာထိပ်ကဖျားပြက်ကြီးပြိုတယ်အဲ့မှာသွားရှာကြမလားထိုစကားသည်မထွေးရင်ထဲသို့မြားတစင်းကဲ့သို့စိုက်ဝင်သွားတယ်6လုံးပြူအာနာသူဤစိတ်ကူးထဲတွင်6လုံးပြူကင်ကသူ့တပည့်3ယောက်နှင့်အတူရွာထဲတွင်ဘဝင်ညင့်စွာရှောက်လန်းနေသောသူဤပုံရိပ်ကထင်ထင်ရှားရှားပေါ်လာတယ်။သူ့ကိုမလေးစားဘူးသူတိုင်းကခေါင်းငုံယိုသေးပေးနေကြတယ်။သူပြောသမျှအမိတ်တွေကရွာမှာဥပဒေဖြစ်နေပြီးဘသူကမှသူ့ကိုပြန်မပြောဝင်ကြတော့6လုံးပြူဤစွမ်းအားကသူ့လက်ထဲတွင်ရှိနေတယ်ဟုသူမြင်ရောက်နေတယ်။ဖျားပြက်နှင့်ပတ်သက်သောကြောက်မက်ဖွယ်ရာသတိပေးစကားများအားလုံးသည်ထိုပုံရိပ်အောက်တွင်မှေးမိန်ပြောက်ကွယ်သွားတော့တယ်။ကဲဟဲ့အောင်လေလာကွယ်ညကြရင်ငါနဲ့လိုက်ခဲ့ကြ။ဖျားပြက်ထဲကတခုခုတော့ငါတို့ရအောင်ယူမယ်။ရလာရင်ငါတို့အားလုံးဒီရွာမှာပြင်းမယ်။ငါအစဉ်ပြေရင်မင်းတို့လည်းသိပါတယ်။ထို့ကြောင့်မင်းလာမညတညတွင်သူတို့သည်ပြိုကျနေသောဖျားကြီး၏ထာပနာတိုက်အဟောင်းတွင်သို့တွားသွားဝင်ရောက်ခဲ့ကြတယ်။အားအကြီးဆုံးဖိုးတုပ်ကမီးတုပ်ကိုကင်ထားတယ်။မီးတုပ်အယောင်အောက်တွင်တပ်ပယ်စွာကိန်းဝတ်နေသောကြောက်စင်းတို့တော်တစုကိုဖူးတွေ့ရတယ်
ဖျားစနုတော်၏အထက်မျက်နှာချက်တွေမူအသက်ဝင်လှသောကြောင်နဂါးရုပ်ကြီးတစ်ကောင်ကဗပြင်းထောင်ကစူးစိုက်ကြည့်နေသည်အောင်ထိုနဂါးကြီး၏နှစ်ဖူးအလဲတဲ့တဲ့တွင်လူလက်သီးဆုပ်ခန့်ရှိသောဗရမ ्याးကြီးတစ်လုံးကအနီရောင်အလင်းတန်းများဖြင့်လင်းလက်နေတယ်။ဟာငါ6လုံးပြူရပြီ။ငါထွေးကတိုးတိုးလေးကျုံဝလိုက်တယ်။သူသည်ကြောင်နဂါးကြီးပေါ်သို့တက်ခါဓမြောင်ဖြင့်ဗရမ ्याးကိုကလော်ထုတ်ရန်ကြိုးစားတယ်။ချွေးများရွှဲနစ်ခါအားကုန်သုံး၍ကလော်ထုတ်လိုက်သည့်အခါကျွတ်ခနဲအတန်နှင့်အတူဗရမ ्याးကြီးဟာသူ၏လက်ထဲသို့ပါလာတယ်။ထိုအခိုက်တန့်တွင်ပင်ဌာပနာတိုက်တစ်ခုလုံးမြေငလင်လောက်ခတ်တဲ့ကဲ့သို့ပြင်းထန်စွာတုန်ခါသွားတယ်။မိတော့လည်းမြေပြင်ပေါ်သို့ပြုတ်ကျသွားပြီးချက်ချင်းပင်ငြိမ်သွားတယ်။ပတ်ဝန်းကျင်တစ်ခုလုံးပိမ့်ပိတ်မှောင်သွားတယ်။ထို့နောက်တွင်သူတို့သည်အလွန်ကြီးမားသောလူကြီးတစ်ယောက်၏ခြေတံကဲ့သို့သောလေးလံသည့်လမ်းလျှောက်တန်ကြီးကိုဌာပနာတိုက်အပြင်ဘက်မှကြားလိုက်ရတယ်။ခြေတလန်းလှမ်းလိုက်တိုင်းမြေကြီးတစ်ခုလုံးတုန်ခါသွားတယ်။ပြေးကြဟေးပြေးကြအောင်ကြီးကထိတ်လန့်တကြားနဲ့អော်လိုက်တယ်။သူတို့၄ယောက်သာအမောင်ထဲတွင်တိုးဝေကအပြင်သို့ထွက်ပြေးရန်ကြိုးစားကြတယ်။ထိုစဉ်ငထွေး၏လက်ထဲမှဗရမ ्याးသည်အနီရောင်အလင်းရောင်ကြောင့်သူတို့မြင်လိုက်ရသည့်မြင်ကွင်းကိုသွေးပြတ်မတက်ကြောက်လန့်သွားကြတယ်။သူတို့၏ပပတ်လည်တွင်မွေငယ်မွေကြီးအကောင်ရာပေါင်းများစွာကတရှုရှုမိတံပေးကတွားတွားလာနေကြတယ်။မွေများ၏မျက်လုံးများသည်အမောင်ထဲတွင်မီးစိမ်းကလေးများကဲ့သို့တစ်ဖြက်ဖြက်တောက်နေတယ်။ကြောက်လန့်မှုကြောင့်အတကုံပြေးနေသောမောင်စိန်သည်မြေပြင်ပေါ်လဲကျသွားရာသူ့ကိုယ်ပေါ်သို့မွေတကောင်ကတက်နှင်းသွားသဖြင့်ကြောရိုးရဲစိတ်ငနဲ့အေးသွားရတယ်။လဲကျနေရမှအသေးအံပြန်ထကပြေးလိုက်ချိန်တွင်မွေများ၏တရှုရှုမိတံကပိုမိုကျဲလောင်လာတယ်။မျက်လုံးစိမ်းများကသူ့နောက်ကနေလိုက်ပါလာတဲ့အောင်အသက်ရှူတံများပြင်းထန်လာပြီးခြေထောက်တွေလည်းတုန်ရင်လာတော့တယ်။ဟာမွေရီမောင်စိန်ဤအော်တန်သည်ကြောက်လန့်မှုကြောင့်အကွဲပြောက်ရှသွားတယ်။သူတို့သည်မွေများကိုနင်းမိချော်လဲရင်းအသက်လူကတောထဲသို့ပြေးထွက်ကြရတယ်။နောက်မှဒုံဟူသောခြေတံကြီးကလိုက်လာနေစေ။နောက်ဆုံးတွင်သူတို့တယောက်တနေရာစီတောထဲကိုဝင်ရောက်ပြောက်ကွယ်သွားကြတော့တယ်။